အတိုက်ခိုက်ရှင်းတဲ့ဒီကိုပြပြမယ်နော်တိုက်ခိုက်တွေများနေရန်နေများနေတယ်ကိုယ့်ကိုသူများကအောက်လန်းနဲ့ပယောဂနဲ့လှုပ်ထားတယ်လို့ခံစားရတယ်ကိုကလည်းအိမ်မက်တွေမကောင်းနမိတ်တွေမကောင်းကိုယ့်ရဲ့အိမ်ချမ်းမြေနေထိုင်ရနေရမတန်ဘူးခံစားရတယ်ကို့မှာပယောဂအနှောက်ယှက်အမှောင်ပယောဂတွေရှိနေပြီကိုမိသားစုမှာမကောင်းသောပယောဂအနှောက်ယှက်တိုက်ခိုက်တွေခံစားနေရပြီရှိနေပြီဟိုအပြိုင်ဆိုင်ရင်တွေများနေပြီလို့ခံစားရတယ်ဆိုရင်လောက်ရမယ်နေကိုပြပြပြီရှင်းရမယ်နေကိုပြပြပြီနော်ဘာမှမကတ်ဘူးဖျောင်းနိုင်အနီရောက်တိုင်းအိမ်ရဝင်မှထုံးရမယ်ဒဇက်မိတ်ရှိတဲ့အိမ်တွေဆိုရင်ဒဇက်မိတ်အောက်မှာထုံးလိုက်ဒါစမ်းမရှိတဲ့အိမ်ကွန်ဒိုတွေပါလေတိုက်ခန်းတွေပါဆိုလဲဝရဏာသွင်းဖို့အိမ်အဝယ်ဝတဲ့နေရာမှာထွန်းလိုက်ထွန်းပြီးသွားရင်အဲ့ဒီဖျောင်းနိုင်အနေရဲ့မီးရောက်သေးကိုစံနှင်းမုံနည်းနည်းဖြူချလိုက်နော်စံနှင်းမုံတွေနည်းနည်းကိုလက်ကလေးနဲ့ယူပြီးတော့ဖြူချလိုက်လို့ရှိရင်ရပြီစံနှင်းမုံဖျောင်းနိုင်မီးတော့နဲ့ထိကျွမ်းပြီးတော့လောင်သွားပြီဆိုရင်ရနော်အဲ့တော့စံနှင်းမုံကိုဖြူတဲ့အခါမှာစံနှင်းမုံကဒီဖျောင်းနိုင်ဒီရဲ့မီးရောက်သေးကိုရပြီးတော့လောင်ကျွမ်းပါဖို့တော့လိုအပ်တယ်နော်အဲ့လိုမျိုးထွန်းတဲ့အခါမှာဟုတ်ထက်တာကလားယူရမယ်ဟုတ်ထက်တာကလားဆိုတော့အသက်ကေကလားပဲဟုတ်ထက်တာလောကတည်းမရှိစိတ်တရားတနာကံမတိအာသောကံဝိရဆန်ခေမံအေတံမင်္ဂလာမှုတမဆိုတော့ခုနခေါက်ရွတ်ပါကျွန်တော်တို့အိမ်မှာကျမတို့အိမ်မှာမိသားစုမှာအတက်ခိတ်တွေရှိလို့ရှိရင်ရှင်းပါစေရန်နေအားလုံးရှင်းပါစေအတန်ဆိုင်မှန်လည်းမြအနိုင်ရပါစေအောက်လန်းပယောကမကောင်းသောမိစ္ဆာတများရှိခါရှင်းပါစေနော်ခိုက်တာတွေအညံ့တွေမကောင်းသောဓာတ်တွေနော်အစသဖြင့်ပေါ့ဒီများတို့ထားတဲ့ကိစ္စတွေအားလုံးကင်းရှင်းပြီးတော့တန်ပြန်ဖြစ်သွားပါစေပြီးတော့အဲ့လိုမျိုးထုံးလိုက်တာနဲ့ကိုရပြီနော်အဲ့တော့နေ့စဉ်ထုံးမနိုင်ကိုကောင်းတယ်3-4 ခိုင်းတော့စရိုက်လာထုံးမိလိုက်တိုက်ခက်တရားလုံးရှင်းပြီးတော့တိုက်တဲ့သူထံတံပြန်ဖြတ်ပြီးတော့ကိုမိသားစုမှာဘာမှနှောက်ယှက်ပြောကတစုံတရားမှမရှိတော့ဘဲနဲ့အေးချမ်းပါရပြီးတော့ကောင်းသောမင်္ဂလာချက်တွေအဖြစ်နဲ့ပြည့်စုံမှာဖြစ်ပါတယ်ခင်ဗျာ